ရွှေသားအတိပေးရဲ့နှာဘူးမနက်ခင်းမှာသူ့ခန္ဓာကိုယ်လမ်းဘေးကဘီယာပလင်းခွန်လေးနဲ့ရောထွေးသွားတယ်အိမ်ပြန်ချိန်မှာလမ်းမီးတိုင်းကသူ့ကြောကုန်းပေါ်လှန်စွန်းနဲ့ထိုးသလိုကြွက်တွေရဲ့ကြွေခွက်တွေရဲ့သူ့အိမ်မက်တွေရဲ့ကိုစားကျွန်းစားကြံလို့ကျဲပြက်ခဲ့သူ့ပါဇက်ကထွက်လာတဲ့စကားတိုင်းမှာဆက်လက်ပြတွေကွန်တရွေးတွေဓားရတွေချုပ်ရိုးစာလေးတွေပါလာဘုံကျဲလေရင်အောက်ကခလေးလေချောင်းထဲမှာညက်ကြံခဲ့တဲ့အသက်ရှူတန်းတွေကိုမိုးကြိုးစံလိုဟိန်းတဲ့သူ့အတန်ဖြစ်ပြောင်းလိုက်တယ်တပုံတွေရဲ့ညစ်ပတ်နန်းစော်နေတဲ့ခြေအိတ်တွေဟာသူ့နှိတိုင်းစားတဲ့ညစာဟိုတုန်းကစီးစက်အမွှေးတွေတိတ်မရှိတော့ရှာရတာမခက်ဘူးခုဟာကရှင့်အမွှေးတွေကရွှေရောင်တစ်ဖြက်ဖြက်ဆိုတော့ညဉ့်ညမ်းမဂ္ဂဇင်းတွေပေါ်သေးတက်ပန်းသလိုဖြစ်နေတတ်တယ်ဖိနှိပ်မှုရဲ့စင်ကြယ်သောဝိညာဉ်ဟောင်းကိုကျမလိုးတော့ကအဲ့ဒီလိုမဟုတ်ပါဘူးဝီလီယံဘလိတ်တူးလောက်မှအဖြစ်မရှိတဲ့ဘဲပဲအဲ့ဒါကြောင့်ဒုံမပါတဲ့ဘရင်ကြီးလို့ရှင့်ကိုခေါ်နေကြတာလမ်းဆောင်ကမီးရင်တစ်ခုဟာသူ့အသက်ရှူတန်းကိုရွှေဖြစ်သွန်းလောင်းနေတယ်သူ့ရိုးစုဟာဘူရာကြီးကမီးရထားအသေးကဲ့သို့ပြိုကွမ်းမှုကိုမြို့ပြရဲ့အမာရွန်များနဲ့တူးစွာကြည့်ခြေထောက်အောက်ကမြေကြီးတွေပုတ်လာတိုင်းသူ့အသေးအတွင်းမှာပြာဖုံးနေတဲ့နှင်းစီပွင့်ဓားသွားတစ်ဖက်နဲ့လှီးထုတ်ခံရတယ်အဆုံးသက်ခြင်းမရှိသောမြေရောက်ယထာလမ်းမှာသူနေတယ်တုတ်ရည်ဆိုးနေသောလမ်းကြားတွေကသူ့ဘဝကိုမိခိုးရောင်စာရွက်အဖြစ်ဝဲပြန်လို့မီးမပါသောကြွက်တစ်ကောင်ရဲ့နှုတ်ဆို့တံအဖြစ်ပျောက်ကွယ်သွားတယ်ညအမောင်ကသူ့ကိုဖုံးလွှမ်းသွားသောအခါသူ့ရဲ့မျက်လုံးများဟာပြာတိုက်ခံထားရသောဓာတ်ပုံပေါင်များလိုအတိတ်ကိုမီးရှို့ပြတ်တယ်အနာဂတ်ဆိုစီမှာလမ်းဘေးကရေခဲတက်တာထဲမှာစက္ကန့်လှိမ်အသက်တစ်ခုပုတ်တိုးနေသောကြွက်သားများကိုစားနေရခြင်းပဲလားတနေ့တာရဲ့အဆုံးမှာဘရောမရောက်မလာတဲ့ယထာကိုစောင့်နေတာလေဒီပဲအောင်တူ